ဒီခေတ်ကတော့ပြောစရာကောင်းပါတယ်အခုလိုမျိုးစိတ်တူကိုယ်တူမိတ်ဆွေတစ်တငယ်ချင်းတစ်တွေလည်းရပါတယ် Cyrus TV တကယ်တော့ချိန်နေကုန်တာရမ်းမြတ်ပါတယ်မျက်စိတမိတ်တွင်မှာပဲကျွန်တော်တို့ quarantine နောက်ဆုံးရက်ကိုရောက်လာပါပြီမနေ့ကမျက်လုံးဖွင့်လိုက်တာနဲ့ကြားနေရတဲ့လှိုင်းပုံသက်နေမျက်နှာကိုလာတိုက်ခတ်တဲ့လေအေးလေးတွေကိုကျွန်တော်တို့လွှဲနေပါပါတွေရူးတော့မရှိပါဘူးကျွန်တော်တို့စပဒါကျွန်းသွားပြီးတော့ငါတော့မျှပါမယ်သွားတဲ့ခါလည်းမိုက်ပါတယ်အခုလိုမျိုးငါးပန်းလေးနဲ့သွားရတာပါဒီခေတ်ကတော့ပြောစရာကောင်းပါတယ်အခုလိုမျိုးစိတ်တူကိုယ်တူမိတ်ဆွေတစ်တငယ်ချင်းတစ်တွေလည်းရပါတယ်ဒါကတော့ကျွန်တော်ရဲ့ပထမဦးဆုံးငါးများဘူးချင်းပါငါးကတကောင်မှမရပါပဲဒီငါးများတဲ့အလေးချင်းတစ်ခုကိုတော့ကျွန်တော်ဆွဲလန်းလာပါတယ်ညနေကျတော့ကျွန်တော်တို့လက်တပူကန်းကြီးမှာပဲရှိတဲ့ကြောက်ချီတော့ဘက်မှာကျွန်တော်တို့သွားပြီးတော့ဓာတ်ပုံတွေရိုက်ကြပါတယ်ဒီကြောက်ချီတော့ဘက်ကဒီလိုမျိုးတော်တော်လေးလှပါတယ်မနေ့ပြန်ရမယ်ဆိုပေမဲ့ကျွန်တော်မပြန်ချင်လောက်အောင်ဖြစ်နေပါတယ်။ဒါပေမဲ့လည်းနှုတ်ဆက်ခဲ့ပါတယ် quarantine နှစ်တိုင်းလည်းကျွန်တော်တို့တေချာပေါက်ရအောင်လာပါပါ။ကျွန်တော်ဗီဒီယိုတွေကိုကြည့်ပြီးတဲ့တူတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေကဘယ်ခီးတွေဖြစ်မလဲဆိုတာကိုစောင့်ကြည့်ပေးပါဦး။